ပရိသတ်တို့အားလုံးပဲမင်္ဂလာပါ BGA Channel ကနေပရိသတ်တို့အားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီ Channel လေးကနေပရိသတ်တို့အတွက်စိတ်ဝင်စားဖွယ်ရာဖြစ်ရမှန်ပရလောကဇလံကောင်းများစွာကိုတင်ဆက်ပေးနေပါတယ်ဒီကနေ့မှာတင်ဆက်ပေးခြင်းတဲ့ဇလံလေးကတော့စာရေးသူနန်းဟင်းပြင်ရေးသားထားတဲ့လှဲကြိုထမ်းမဲ့လူဆိုတဲ့ဇလံလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပရိသတ်ကြားလည်း channel လေးကို like နဲ့ subscribe ဘတ်တန်လေးနှိပ်သွားပေးပါအောင်နော်ဇလန်းတစ်တွေတင်တိုင်းသိရှိအောင်လို့ဘေးရ notification ဘဲလေးကိုလည်းနှိပ်ခဲ့ပေးပါအောင်ရှင်ကျေးဇူးပါဒါဆိုရင်တော့ဇလန်းလေးကိုစလိုက်ပါတော့မယ်လှဲကြိုထမ်းမဲ့လူဒီရက်တွေတဲ့ဒန်းလာရွာနဲ့ရွာနီးချုပ်ဆက်တွေမှာအုပ်စုလိုက်ဖွဲ့ပြီးတီတိုတပံပုံလုပ်နေကြတဲ့အကြောင်းဟာတော်တော်လေးရေပန်းစားနေတယ်ငါဦးတယောက်လဲကြိုထမ်းနေရတဲ့တော်ကြီးရိုးလုံးတော့အပေါ်ဗျာတက်အတုံးချခံရတာပါဒါယောက်ျားကြီးမိန်းမကြီးတွေစကားဝိုင်းလူငယ်တွေကတော့ငါဦးပဲအားကြတယ်ဆိုပြီးတယောနေကြပြန်သည်မျက်လာလို့ကိုးနောက်ကိုင်းလဲကြိုတော့ငါလည်းထမ်းကျင်တာပါအမေကြောက်လို့သာဟင်းပတ်စံမချမ်းသာပေမဲ့ရွာထဲမှာတော့ကိုးနောက်ကိုင်းမို့မနာလို့မရှုစိမ့်နဲ့ရွယ်သူတွေကတမျိုးပြောကြပြန်ရောအလကားပါအေးရုပ်ကလေးပန်းပြပြီးအမြင့်မှန်းတာခြေချော်လက်ချော်ကြတော့ကားရကြီးစဉ်းစားကြည့်ပေါ့အေးမြို့မှာကြောင်းတက်နေတဲ့စမ်းဆက်တတိသားပဲမြို့မှာအချောလာတွေမှာအပုံကြီးဟိုဟာခြေတော်တင်ယုံကိုတာရနေတာအမလေးဟိုဘက်ကအတိအမှတ်မပြုတ်လို့ပါအေးအတိအမှတ်ပြုတ်ကြည့်ဈေးသီးတယ်မပြိုင်ရအရှုံးပေးရလိမ့်အောင်မေရွာရဲရပါမကဖုံကြီးကျောင်းပါမကြမ်းငါဦးအကြောင်းကရေပန်းစားနေတော့ကပီးရကိုအုံးကနာကြပြန်ကတ်လာတော့အော်ထုတ်ပါလေရော။အော်ခမည်းတော်ကလည်းမစားရဝကမန်းပါပဲနော်။ပြောလို့လည်းမဝနိုင်ကြသေးပါလား။အကောင်ဘက်ကတွေးကြည့်ကြစမ်းပါ။မျက်လာလေးကလည်းမလွဲတာလို့ဖြစ်ရတာထင်ပါတယ်။ငါဦးလိုတကောင်ချက်ကမျက်လာတို့အတိုင်းဝမ်နဲ့ရောက်သွားတာပိုပြီးမကောင်းလား။မျက်လာမိဘတွေကလည်းလူရိုးလူဖြောင်းနေပါ။မူရိတာလေးပွားကြစမ်းပါဗျာ။အမလီကြီးကျယ်လို့သူ့ထန်ခိုင်းတော့လက်ခံမဲပုံအေးစိန်ရဲ့မဲ့ကရွက်ကအပြောကိုမကြားရအောင်ပြုရင်ပညာသားပနှင်လိုက်ပါတော့တယ်ကဲကောင်းငင်ပေါ်လေမောကြည့်လိုက်ကြပါဦးမဲမောင်နေပြီမိုးရွာတော့မယ်ကျောင်းကငှားစရာထီးလည်းမရှိဘူးငှားလေကျောင်းကထီးဆိုပြီးလေးလေးစားစားနဲ့ပြန်ပို့တာမဟုတ်သိချင်းဆိုကြီးအေးစိန်ကမကြတကြဆဲတယ်ကျောင်းကန်ဖျားမုံမဆဲကျင်လည်းမရတော်တော်လူပါဝါတာစကားပြောပုံကကပီးရဖြစ်နေလို့ဒါပဲကောဘက်ကအဆင့်စုံဘလောက်များမှန်တက်လိုက်မယ်မသိဒေါကန်နဲ့ရှေ့ရထပြန်သူတွေနောက်ကိုကမန်ကရန်လိုက်ရတယ်ဒီမှာမဲမင်းကြီးမတော့ခမားတို့မလဲနော်ဟင်းတုတ်တောင်မေ့ကြံရတယ်လို့သူများအကြောင်းပြောရတာနဲ့ကို့အကြောင်းမေ့ဘူးမာဟင်းတုတ်ကိုလှည့်ယူရင်ကိုအုံးရဲ့မချုံမချင်းမျက်နှာကမျက်နှာထားတင်းတင်းနဲ့ကြည့်ပြီးမျက်စောင်းထိုးပြလိုက်တယ်အေးစိန်လူတော့မဆဲတော့ပါဘူးအိမ်ရောက်မှလှည့်ပြန်ယူလို့လည်းမကောင်းလက်ထဲကအလူလက်ကြံဝတ်သားရင်းကိုကြည့်ပြီးအိမ်ရောက်ရင်ဘူးသီးလေးနဲ့ရောချက်ဖို့တွေးနေတယ်။ကောင်းကင်ကမဲတဲ့မဲလာပြီးမိုးချင်းတန်တွေကတကြိမ်ချင်းငါဦးလှဲချိုးတန်းနဲ့ဇက်လန်းလေးတခန်းရက်ပါလေရောမမျက်လှဒီမှာဘဘကြီးတို့ကလက်ဖွဲ့ပေးလိုက်တယ်။လက်ဖွဲ့မဟုတ်ပါဘူး။ရော်ကြီးပါလို့တလောကလုံးကြောက်အောင်မျက်လှအော်ပြောလိုက်ခြင်းနဲ့မျက်လှကိုခွင့်လွတ်ပါငါဦးရဲ့ငါဦးအပေါ်မျက်လှမတရားမျက်လှမှာမဟုတ်ဘူးမျက်လှယုံပြီးပုံအပ်ခဲ့တဲ့လူရုပ်မှာမိသားစုလည်းမတရားနင်လိုအယိုးကန်ကြီးအပေါ်ငါတို့အားလုံးမတရားနင့်ကိုအားနာလိုက်တာနင်ကလူရုပ်မှာမိသားစုရဲ့အတုံးချခံတယောက်ရိုင်းဆိုင်ပြောရရင်နင့်ကိုကြုံလို့ခိုင်းပြီးထမင်းကြေးထားရုံနဲ့ကျေးဇူးတွေစက်မကုန်ဘူးလို့နင်ထင်နေတယ်မဟုတ်လားအေးလေနေ့မှာစာကလေးကရေးတဲ့ဖတ်တဲ့ယုံစာအုပ်တွေဖတ်ပြီးလေ့လာဖို့လည်းအချိန်မရအသိဉာဏ်ကလေးသာဒါပေမဲ့နေ့ကိုငါလေးစားတယ်အားလဲနာတယ်ငါဥရဲ့တစ်ဖက်ကလူတွေကနေ့အတွက်ငါ့ကိုတောင်းပေးပြီးမင်္ဂလာလဲဆောင်ပေးတယ်လက်ဖွဲ့တွေလည်းပေးတယ်ဆိုပြီးနေ့မှာကျေးဇူးတင်မဆုံးဖြစ်နေလိုက်တာမမျက်လားရှင်းလို့မထုံမိတဲ့ကိုစိတ်ထဲကအပြစ်တင်မိတယ်မမျက်လာပင်ပန်းသွားပြီထင်တယ်ကျွန်တော်နှိပ်ပေးရမလားအိုးမဟုတ်တာမနှိပ်ပါနဲ့ရပါတယ်မပင်ပန်းပါဘူးဟိုလေ
ကယ်တော့မျက်လာနှုတ်ကြိုးနေလို့သာမျက်လာငဲမဲတင်နေငါဦးဆိုတဲ့အခေါ်အဝေါ်ကလင်မယားဆိုတဲ့အမြင်မှာရိုင်းနေတယ်လို့ခံစားရတယ်ကျွန်တော်လေတကယ်တော့ကျွန်တော်အသက်လည်းမသိဘူးအဖေမိတွေလည်းမသိဘူးတည်သွားတဲ့အမေကလည်းအမေရင်မဟုတ်ဘူးတဲ့ဘာပဲဖြစ်ဖြစ်မျက်လာတို့ကလက်ထပ်ထားကြတဲ့ဇနီးမောင်နှံတွေလေကိုဦးလို့ပြင်ခေါ်မယ်နော်ဇနီးမောင်နှံကိုဦးတန်ရောင်လိုက်ရင်ပြုံးနေတဲ့မျက်နှာတကယ်တော့ကိုဦးရုပ်ကအဆိုးကြီးလည်းမဟုတ်ပါဘူးတက်တက်ရဲရဲမပြုတ်ပြင်တတ်လို့ပါထူပိန်ပိန်နှက်ခမ်းကတော့ကြည်ရဆိုးသလိုပါပဲမိန်းကလေးတယောက်လိုလှစရာမလိုတော့လေအပြည့်လို့မမြင်အတွင်းစိတ်ဖြူစင်တာတော့အမှန်ပါဘာပဲဖြစ်ဖြစ်မျက်လာကတော့ရေစက်စုံလို့ပေါင်းဖက်လာရမှာတော့လင်ဟာတခင်ပါပဲကိုဦးဗျာနောက်3လဆိုဟိုအိမ်ကိုအလုတ်စင်းမသွားနဲ့တော့နော်ဘာတို့အိမ်လားဟုတ်တယ်ဘာလို့လဲမမျက်လာမွေးတော့မှာလားကဲကြည့်ဒါကြောင့်လဲရှင့်ကိုတနာတာပေါ့တကယ်တော့လေနောက်3လဆိုမျက်လာကိုဝင်က9လလက်ထပ်ထားတာ1လကျော်ပြီနောက်3လမှာမွေးတော့မှာလားဆိုရင်မိကုန်းကိုမေးလိုက်တယ်မျက်နှာအတန်အမှုအရာရိုးစင်းလိုက်တာကိုဦးရဲ့မဟုတ်ပါဘူးလက်ထပ်တာပဲဘာကြသေးလို့လဲမတိမသားသွေးတို့စမ်းကြည့်တယ်ဘယ်အချိန်မွေးပါမမျက်လာဗိုက်ကြီးနဲ့ပင်မနဲ့မြန်မွေးပြီးတာပဲဖယားကြီးရိုးယုံမကရှင်ဟာကြက်မှပြည့်သေးရဲ့လားမမျက်လာနေကောင်းအောင်နေနော်မမျက်လာနေကောင်းမှကျွန်တော်ပြောသလိုပဲမျက်လာနေကောင်းပါတယ်အိမ်မှာနေတာပဲကိုဦးကသာဆန်ဆက်မှာတအားပင်မန်းတာလေပင်မန်းပါစေမမျက်လာနဲ့ရတာကိုကျွန်တော်တအားပြောတာလေဘာတို့ကိုလည်းကျေးဇူးတင်နေလက်ဖွဲ့ထားတဲ့ငွေတွေနဲတာမှမဟုတ်ဘူးအဲ့လောက်ထိရိုးစင်းတော့လေဘာပြောရမှန်းမသိတော့လေနည်းနည်းငြိမ်သွားပြီးပြတင်းမောက်ဖွင့်လိုက်မယ်စပယ်တွေတအားပွင့်တော့မှုေးနေတာပဲကျွန်တော်ရေလောင်းထားတာအမေအဲ့လိုလေတွေးတတ်သေးတာပဲခဏနော်မျက်လာပြတင်းတကားနာသွားရတော့မှကိုဦးကစပယ်ပန်းတွေခူးနေတာကိုတွေးလိုက်ရတယ်စပယ်ရနက်တွေကလေနုလေအေးတွေနဲ့အတူနှာမကိုကလူ၍တို့မြူနေတယ်မမျက်လာပန်လိုက်ရီတော့ရီကျင်သာလူရိုးကြီးရဲ့ကြပြဆံမုံကိုလေကိုမျက်လာပြောတာဖြေအောင်လေဗျာဘာလဲမမျက်လာဟိုအိမ်ကိုမသွားနဲ့တော့လို့ဘဘတို့ကအခုအလက်ကားမခိုင်းတော့ပါဘူးမမျက်လာပတ်စံပေးတယ်ခုတ်ရတခြားရှာရတလွဲမျက်လာစကားကိုနားထောင်စမ်းမှာကိုဦးရဲ့မျက်လာတို့အိမ်ဆိုင်လေးဖွင့်ကြမယ်လေကလေးရရင်မျက်လာလည်းအလုံးမလုပ်တော့မျက်လာဘဝပြတ်ခဲ့တဲ့ဆန်ဆက်ကိုခြေဦးမလှဲ့ကျင်တော့ရှင်ထဲကတဆစ်စစ်နာလာတယ်မမျက်လာသဘောပါမသွားနဲ့ဆိုမသွားအောင်လေကျွန်တော်မေ့နေတာဒီလကုံရင်ကိုလေးမင်္ဂလာဆောင်တော့မယ်တဲ့မန္တလေးမြို့ပေါ်ကပွဲရုံပိုင်ရှင်သမီးနဲ့ဒီလောက်ပါပဲဒီတဲ့ရင်ကမထူးဆန်းဘူးလေဒီယုံမြင်လို့ဒီချုံထွင်ခဲ့ကြတဲ့သူတွေပဲအမတ်တမဲမျက်လာလက်ကပိုက်ပေါ်ရောက်သွားတယ်တာမန်တမီမန်မသိရသေးပေမဲ့အဖေရုပ်ရဲ့သွေးမို့ကလေးအတွက်ရင်နာမိတာအမှန်အဲ့ဒီမင်္ဂလာဆောင်ကြရင်ကျွန်တော်ကူပေးရအောင်မယ်ဒီလောက်ဖြူစင်သူကိုနွားနဲ့နှိုင်းရကြတဲ့လူတွေတကယ်တော့ကိုဦးဟာနွားမဟုတ်ဘူးစိတ်တဲ့ရေရာဖြူစင်တဲ့ကြီးကျယ်မြင့်မြတ်တဲ့မဟာလူသားတစ်ယောက်ပါစံဆက်တထေသားမင်္ဂလာမို့ရွာလုံးကြွလောင်နေစီကားတိုက်မြိုက်လို့ပါပဲပွဲကူသူတွေရောပွဲတက်သူတွေပါသူတို့သားမျက်နှာကြည့်လိုက်ငါဦးမျက်နှာအကဲခတ်လိုက်ပါပဲငါဦးအိမ်မှာမျက်လာချေချော်လဲလို့တဲ့ပြန်အမြန်သွားဟာအရေးကြီးတဲ့မျက်လာတို့ခေါင်းရင်းအိမ်ကဦးလေးမောင်ကပြောတော့ငါဦးကမန်ကရန်ပြေးထွက်သွားတယ်မျက်လာချော်လဲလို့တဲ့တော်ရေးကိုဝင်သာပြက်ကြလို့ကတော့တီးရိုးတန်တွေကပွက်လောထလာပြန်နေသူတို့သာမကြားရအောင်ပြောတယ်တော်တော်လူမဆန်တဲ့လူတယောက်ပါဒီဇလန်းတော့ဘလို့လာမယ်မသိဘူးနော်ဒီပုံအတိုင်းဆိုဒူးသလိုအသလိုငါဥတော့အအန်းခံရတော့မှကြည့်တာအားလုံးဟာမင်္ဂလာမန်းနဲ့တွင်ကသူတို့သားသူတို့သမီးထက်ငါဥနဲ့မျက်လာကိုပို့ပြီးစိတ်ဝင်စားနေကြတယ်အကြီးမ
မမျက်လာအိတ်ခမ်းထဲမှာငါဥရေမြို့စေးရုံတရားမယ်ထင်တယ်တတိတော်မလစ်ပေမဲ့ဝေဒနာပြင်းနေဖယားငါသမီးကံကောင်းပါစေနက်မြက်နှကောင်နေစောင့်ရှောက်ပါစေဖယားမျက်လာအမေကတော့မိခင်တယောက်ပြီးအစိုးရိမ်လွန်ပြီးဖယားစုတောင်းနတ်တိုင်တဲ့နဲ့ရောက်ရက်ခံနေတယ်မမျက်လာကျွန်တော်လာပြီနော်အားမငယ်နဲ့မမျက်လာဘာမှမဖြစ်စေအောင်ကျွန်တော်မမျက်လာကိုမြို့စေးရုံရောက်အောင်ပို့မယ်အန်ဩစရာကောင်းလောက်အောင်ငါဦးကနှုတ်တွေတွက်နေတယ်မျက်လာလက်ကလေးကိုကင်လှုပ်အားပေးပြီးတဟုန်တို့ပြေးထွက်သွားတယ်ဝေဒနာအပြင်းထန်ကြောင့်မျက်လုံးမဖွင့်နိုင်ကားအောက်ပိုင်းတစ်ခုလုံးသွေးတွေဟာမြင်မကောင်းအောင်ဆိုးရွှဲနေတယ်ရွာရဲကကိုဘအောင်ရဲ့လိုက်ထရက်ကငါပြီးမြို့စေးရုံကိုပို့ဖို့အပြေးအလွှားပြင်ဆင်နေတယ်မျက်လာ operation ကန်နေရထွက်မလာမချင်းငါဦးစိတ်တွေစောက်တရားမရအဖော်လိုက်ပေးတဲ့အိမ်နာဝိုင်းစိန်မနဲ့မိတုတ်ကဒီတခါတော့ငါဦးကိုကြည့်ပြီးအံ့ဩနေတယ်ငါဦးကိုဒူတယောက်လိုမြင်မိကြတာကိုနောင်တရမိချင်လာတယ်တကယ်တော့ငါဦးရှင်တွေကရှင်းတန်တဲ့မေတ္တာတရားအင်အားကိုမမြင်မိခဲ့ကြတာပါလှဲကြိုးထမ်းတဲ့နွားလိုအပေါ်ရန်အမြင်တွေနဲ့ရိုင်းဆိုင်သမုတ်ခဲ့ကြတယ်ဆီယာမလေးတယောက်ထွက်လာပြီးပြောတော့အားလုံးရှင်တွေကအပူတွေလျှော့သွားကြတယ်မမျက်လာအခြေအနေကောင်းပါတယ်နော်တီးတန့်ခန်းကိုပြောင်းလို့ရပါတယ်ဖယားတော်ပါသေးရဲ့ငါသမီးလေးမမျက်လာဘာမှမဖြစ်ပါနဲ့ဗျာကျွန်တော်မမျက်လာအနာမှာနေရတာပျော်လို့ပါစေးရုံကစင်းနေချက်မှာမိုးရိပ်တွေဆင်းနေတယ်ဒါပေမဲ့အိမ်ရောက်တဲ့အချိန်ထိမိုးဝမရွာအိမ်ဒီနာချင်းရွာသားတချို့ကကွက်ကြီးလုံနေတယ်ကိုဝင်ပြတ်ကျသွားပြီဆိုတာသိကြတော့ငါဦးကိုဖျားပြီးညမ်းဖြတ်ဆိုသလိုပယ်ထုတ်ကြတော့မယ်ထင်နေကြတယ်ညနေဆောင်ချိန်မှာမိုးကပုံမဲလာတော့မိုးချုပ်တာမြန်နေထင်နေရငါဦးကပြတင်းတကားကိုပိတ်လိုက်တယ်မမျက်လာဘိုက်မနာတော့မဟုတ်လားတက်တာပါပြီကိုဦးရဲ့ကိုဦးဗျာငါဦးမျက်နှာကိုကြည့်ပြီးမျက်လာတစုံတစ်ခုကိုဆုံးဖြတ်ချက်ချလိုက်တယ်မျက်လာပြောတာတိတိကျကျလေးနားထောင်ပေးပါနော်မျက်လာလေးကိုဦးအပေါ်မှာမတရားလုပ်မိတဲ့အတွက်ကိုကိုလိပ်ပြမလုံးအဲ့ဒီအတွက်လေးကိုဦးကိုအမြဲအားနာနေရတယ်ငါဦးကဘာမှမပြောပဲမျက်နှာကိုငေးကြောင်ကြည့်နေတယ်မျက်လာလေးကိုဝင်ပြတ်ကြတဲ့နေရာသာမျက်လာတည်သွားခဲ့ရင်တမလွန်မှာမကျွတ်ပဲစိတ်ဆင်းရဲနေရမှာအခုတော့လေမျက်လာဝင်ခံပါမယ်မျက်လာလိပ်ပြတန့်ချင်လို့ပါနော်မျက်လာပြောသမျှနားထောင်နေတဲ့ငါဦးကငြိမ်နေတယ်တကယ်တော့လေမျက်လာပြတ်သွားတဲ့ကိုဝင်ဟာကိုဦးနဲ့ရတာမဟုတ်ပါဘူးစံဆက်ကဘရဲ့သားကိုလေးနဲ့ရတာပါပြောပြီးတာနဲ့ငါဦးမျက်နှာကိုမရေတရေလှမ်းကြည့်ပြီးအကဲခတ်လိုက်တယ်ကျွန်တော်သိတယ်လေဟင်အံ့ဩမှုကြောင့်မျက်လုံးတွေဝိုင်းလဲသွားတယ်ငါဦးကိုလူတူးလူဆန်းတယောက်လိုကြည့်နေမိတယ်အခုကိုဝင်ပြတ်ကျသွားပြီဆိုပေမဲ့ကျွန်တော်တော့မနှင်လိုက်ပါနဲ့နော်ကျွန်တော်မမျက်လာအနာမှာနေရတာပျော်တယ်ရှင်ဟာတကယ်တော့အများအမြင်မှာတူတယ်ထင်ပေမဲ့ရှင်မတူပါဘူးကိုဦးရဲ့ရှင်ရင်ထဲမှာမေတ္တာတွေအကျဉ်းသားတွေခံစားမှုတွေရှိတယ်ဒါလူပိတာတာပဲလေလူချမ်းသာပြီးပညာတတ်ဆိုတဲ့လူယုံမှထက်စားရင်ပညာမဲ့တဲ့ရှင်အောင်မှလူပိတာတာပါလူတွေကပြောကြတယ်ကျွန်တော်ကိုလေလှဲကြိုးထမ်းတဲ့နွားတဲ့ကျွန်တော်မကြိုက်ဘူးတောင်းပန်ပါတယ်ကိုဦးရဲ့ဟာမမျက်လာဘာလို့တောင်းပန်တာလဲအဲ့လိုတမုတ်ကြတာမျက်လာကြောင့်လေကိုဦးအပြောခံရတာမျက်လာကြောင့်ပါမဟုတ်ဘူးကျွန်တော်ကနွားဖြစ်လဲရတယ်လေမမျက်လာကိုလှဲကြိုးလို့ပြောတာကိုမကြိုက်တာဖះရေကိုဦးရဲ့မျက်လာအပေါ်အဲ့လောက်ထိတန်မိုးထားတဲ့လားဒါဆိုရှင်ကျမကိုအစကတည်းကချစ်နေတာပေါ့ကိုဦးဗျာမျက်လာကိုချစ်လာရင်ဗျာကျွန်တော်ကမမျက်လာကိုဟုတ်တယ်ကျွန်တော်ချစ်နေတာကြာလာပြီလေကြာလာပြီကောအော်တကယ်လို့နော်မိန်းကလေးကပြန်မေးယူရလောက်အောင်ရိုးရတဲ့လား
လူတွေကလေတထေးသားဖမ်းတာလူနုံလူအရတဲ့အဲ့လိုလူနုံလူအရင်ထဲမှာရိုးစင်းတဲ့အချစ်တွေနားလည်မှုတွေရှိတယ်ဆိုတာသူတို့မှမမြင်နိုင်မဲလေကိုဦးလိုသူတော်ကောင်းနဲ့တွေ့ဖို့သူရုပ်မှာလမ်းဖယ်ပေးလိုက်ရတဲ့ကံတရားကိုကျေးဇူးတင်နေမိတယ်မြတ်လာဟာအိတ်နေအားထားရက်ပြီးကိုဦးရှင်ခွင်နဲ့တိုးဝင်လိုက်တယ်ချစ်တယ်ကိုဦးရဲ့ကိုဦးကိုမျက်လာတိတ်ကိုချစ်မိသွားပါပြီဗျာအပြင်ဘက်ကရွာချလိုက်တဲ့ဝယုံတုံးကမိုးတံတွေထက်ငါဦးရင်ထဲမှာအချစ်နဲ့တိုးတန်ဟာပိုပြီးပြင်းထန်နေပါတယ်ဟုတ်ကဲ့ပါဇလန်းလေးကတော့ပြီးသွားပါပြီအခုဒီ channel လေးကနေတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကိုကြိုက်နေတတ်တယ်ဆိုရင် channel လေးကိုလည်း like နဲ့ subscribe ဘတ်တန်လေးနှိပ်သွားပေးပါအောင်နော်ဇလန်းလေးကိုအားပေးနားဆင်ကြတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်